ရမ်းပူတယ်ဈေးဝယ်လာခဲ့တာဒီနေ့ဗီယက်နမ်မှာကျွန်တော်ဈေးသွားဝယ်တာဒီ market ကလေးတစ်ခုပေါ့နော်အဲ့ဒါကျွန်တော်ဈေးနှုန်းလေးတစ်ချက်ပြောပြပြမယ်ပေါ့နော်ကျွန်တော်ဝယ်လာတယ်တရက်တီပေါ့နော်တရက်တီ3400နဲ့200ပေါ့နော်ပြီးလို့ရှိရင်ထော်ဘတ်တီ3လုံးဝယ်လာတယ်ထော်ဘတ်တီ3လုံးဝယ်လာတယ်ပြီးလို့ရှိရင်ကျွန်တော်ခန်းဂျီတီတွေဝယ်တယ်ခန်းဂျီတီဝယ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီဟာမရှင်းမှာမရှင်းဝယ်တယ်နောက်တစ်ခုကြော်စားကိုအကောက်လိုက်ကြော်စားကိုဆိုပြီးတော့ပေါ့နော်ငရက်ပေါ့နော်တစ်ခါဝယ်လာโอเคအဲ့ဒါအားလုံးပေါင်းမှာကျွန်တော်တို့က3သိန်းခွဲပဲကြာခဲ့တယ်1000ရှော့ပေးသေးတယ်ပေါ့နော်3သိန်းခွဲပဲကြာခဲ့တယ်3သိန်းခွဲဆိုတော့စင်ကာပူဒေါ်လာနဲ့တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့9ချက်ကျော်9ချက်ခွဲလောက်ပဲရှိတယ်ဒါအကုန်လုံးပေါ့နော်spring onion ကကျွန်တော်တို့လက်ဆောင်ပေးလိုက်တာဖြစ်တယ်အဲ့ဆိုတော့ဗီယက်နမ်မှာတရက်စားသုံးငွေစားသုံးစရိတ်ကဘယ်လောက်မှကြာတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီတစ်ချက်ခွဲနှစ်ချက်5ချက်လောက်ဆိုတော့ဒါညမနဲ့တော်တော်လေးစားလို့ရနေပြီပေါ့အဲ့ဆိုတော့ဗီယက်နမ်ကိုစတေးရှောင်ခြင်းတဲ့လူတွေဖြစ်ဖြစ်ဘာဖြစ်ကိုပိုင်ချက်စားလို့ရတဲ့အခန်းလေးတွေနဲ့ဒါနေမယ်ဆိုလို့ရှိရင်တကယ်ကိုအဆင်ပြေတယ်ဆိုတဲ့အကြောင်းလေးကိုလက်ညှိုးပေးချင်တာဖြစ်တယ်ဒါအပြင်ဒီပေါ့နော်ကျွန်တော်အစီကိုတချို့တွေလာတဲ့လူတွေရှိတယ်ပေါ့နော်တချို့တွေအလုံးနဲ့လာတဲ့လူတွေရှိတယ်ဘာလို့လဲစသေးလဲရှောင်းလဲသူတို့ဒီ living cake ပါဒါမှမဟုတ်ရင်ဒီတခြား helper အိမ်ဒီမှာတချို့တွေအဆင်မပြေတဲ့လူတွေရှိတယ်အဲ့လိုအိမ်ပြောင်းခြင်းတဲ့လူတွေပေါ့နော်အဲ့လိုလူတွေလည်းလာတာပေါ့နော်ကျွန်တော်တို့အပိုင်းလေးလည်းကျွန်တော်ဒီမှာလှုပ်ဆောင်နေတာဖြစ်ပါတယ်လို့bye bye